ဆယ်မွန်ငါဟာကြောက်ဆောင်တွေနဲ့တိုက်မိပြီးခုံးမှာသွေးတွေချင်းချင်းနီပြီသူဟာသူ့ရဲ့အမီးတောင်ကိုခတ်ရမ်းထက်မြက်တဲ့ကြောက်ဆောင်အစွန်းတွေကသူ့ရဲ့ဝမ်းပိုက်ပေးသားတွေကိုလှိပြတာကိုခံယူလိုက်တယ်အကျေးခွန်းတွေကွာကြပြီးသွေးတွေဟာရေထဲမှာလွင့်စင်သွားတယ်ဒါပေမဲ့သူဟာအဲ့ဒီရိုက်ခတ်မှုရဲ့အရှိန်ကိုအသုံးချပြီးပိုမြင့်တဲ့ရေမျက်နှာပြင်စီကိုသူ့ကိုယ်သူတွန်းတက်လိုက်တယ်သူဟာနာကျင်မှုကိုရှောင်မပြေးခဲ့ဘူးအဲ့ဒီအစားဒါရီယာရဲ့တောင်ကမှုကိုအသုံးချပြီးဟန်ချက်ကိုထိန်းညှိခဲ့တယ်သူဟာပုံမမြန်ဆန်းတဲ့ရေစီးကြောင်းတွေကိုတိုးဝင်သွားတယ်ကြောက်ဆောင်တွေကြားမှာသူ့ရဲ့ခန္ဓာကိုယ်ကိုထက်တလဲလဲစလိပြတ်ခံရင်မြစ်ဖျားခံရကိုရောက်တဲ့အထိနောက်ဆုံးရေတကွန်းကိုပါကြော့ဖြတ်ခဲ့တယ်ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေပေမဲ့သူ့ရဲ့ကြွက်သားတွေကတော့တန်မဏီပြားထက်တောင်ပုံမမာကြောသွားခဲ့ပြီသူဟာမိမိကိုယ်ကိုညှဉ်းပန်းနှိပ်စက်တယ်လို့ဖြစ်စီနေတဲ့အားစိတ်မှုတွေကြားမှာဘဝတစ်ကိုပြန်လဲရှာဖွေတွေ့ရှိခဲ့တာပါတာမန်ကလာရေစီးကြောင်းအတိုင်းလိုက်ပါရင်ပုတ်တိုးသွားမယ်အစားပေါ့ဒါကိုစိတ်ပညာမှာတော့စိတ်တန်ရာလုံးထွတ်ရမှာရှင်တန်ကြီးထွားခြင်းလို့ခေါ်ပါတယ်မင်းငယ်စဉ်ကတည်းကဒုက္ခပေါင်းစုံကိုကြုံတွေ့ခဲ့ရတယ်လူတဘာဘရဲ့မဲမောင်ရုပ်ဆိုးတဲ့အရာတွေကိုရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့မင်းဟာမင်းရဲ့ပင်ကိုယ်စရိုက်ကိုပျောက်ဆုံးမသွားခဲ့ဘူးမင်းဟာအစွမ်းမရောက်ခဲ့ပဲပုံမရင်းချက်ပြီးစင်ကြံတုံရရှိသူအဖြစ်ကြီးပြင်းလာခဲ့တယ်ခန္ဓာကိုယ်တစ်ခုလုံးကြေကွေးနာကျင်ခဲ့ရတဲ့အဲ့ဒီနေ့ရက်တွေဟာလောကရဲ့အမှန်တရားကိုမင်းကိုမြင်စေခဲ့တယ်မကောင်းတဲ့စိတ်ထားတွေကိုခုခံနိုင်စွမ်းရှိတဲ့အကျေးခွန်တွေလည်းမင်းမှာပေါက်ဖွာလာခဲ့ပြီမင်းနားလည်ထားရမှာကလောကကြီးကမူလကလေးကဒီလိုပါပဲမင်းဟာလူအမျိုးမျိုးနဲ့တွေ့ဆုံရလိမ့်မယ်နားလည်ရခက်တဲ့မကောင်းတဲ့စိတ်ထားတွေနဲ့လည်းကြုံရလိမ့်မယ်ဒါပေမဲ့အဲ့ဒီမကောင်းတဲ့အရာတွေဟာမင်းကိုရိုက်ချို့ဖို့မဟုတ်ပါဘူးမင်းဟာသူတို့လိုလူမျိုးမဖြစ်လာစေဖို့မင်းကိုတတိပေးနေတာပါတစ်ချိန်ကမင်းကိုအတားအဆီးဖြစ်ခဲ့တဲ့ကြောက်ဆောင်တွေဟာနောက်ဆုံးမှာတော့မင်းအထက်ကိုတက်လှမ်းဖို့လှေကားထစ်တွေဖြစ်သွားတယ်အတွေ့အကြုံတွေရဲ့အတိတ်တွေကမင်းကိုလမ်းပြပေးဖို့ပါမင်းကိုကန့်တက်ဖို့မဟုတ်ပါဘူးမင်းဟာနာကျင်မှုတွေကကြံရစ်ခဲ့တဲ့အမိုက်တရိုက်တွေမဟုတ်ဘူးနာကျင်မှုတွေကိုအောင်နိုင်ပြီးမှပေါက်ခွာလာတဲ့အညောင်တကလေးဖြစ်ပါတယ်